သူကပါတော့တိကျဝင်ပိုင်းများအဖြစ်နဲ့အစစ်စစ်ရေးပြပါတဲ့ဟုတ်လားအဲဆို15ချက်သားပေါ့နော်ပိတ်တာဤတဲ့တိကျဝင်ပိုင်းတစ်ခုမှစရေးပါတဲ့ဆိုတော့ဟုတ်ပြီအဲ့တော့15ချက်သားကိုကျွန်တော်တို့ဘာခွဲလို့ရမလဲပေါ့နော်15ချက်သား15ချက်သားကိုဘာနဲ့ခွဲလို့ရတယ်ဆိုလို့ရှိရင်30နဲ့5နဲ့10ချက်သားရဲ့ 10ချက်သားနဲ့5ချက်သားနဲ့ခွဲလို့ရတယ်ဒါဆိုကျွန်တော်တို့အဲ့ရနေပြီးဘာရေးပြရတယ်ဆိုရင်10ချက်သားပေါ့နော်ဟော10ချက်သားဒီဘလောက်ရဲ့ဘာဖြစ်မှာတပိတ်တာဤပေါ့နော်ဒါကတော့ချက်သားနဲ့ပိတ်တာဆိုတော့ဗာလဲတပိတ်တာဤဘလောက်ဖြစ်မှာတော့တပိတ်တာဤဘလောက်မှာမတီးဘူးဆိုလို့ရှိရင်ကိုကဒီမှာတခါတည်းဒီလိုလေးကိုကလည်းကိုရေးထားတာတပိတ်တာမှာ100ချက်သားရှိရဲအဲ့တော့10ချက်သားတိပါနဲ့တပိတ်တာရဲ့7ပုံတပုံမျိုးဟုတ်တယ်မလား7ပုံရင်double နော်ပြီးရင်ဗာလဲ5ချက်သားဒီလိုလေးကြီးပေါ့နော်5ချက်သားဗာလဲ10ချက်သားဤဟုတ်တယ်နော်ဟုတ်လားမကြတာ10ချက်ပိုင်းပါတော့နှစ်ပိုင်းတစ်ပိုင်းပေါ့ကြားလားအခုစမပြောပြတာနားနဲ့လားပထမဆုံးဟာလေးဟယ်လိုနေပါရဲ့နားလေလေချက်အဲ့ဒါတော့ရအခုစမမပြောတော့ကာကြီးကိုရမလားဟုတ်ကိုရမလားနေပါရချက်အဲ့ဒီရရ no problem ဟောကာကြီးရတယ်အဲ့အာဒါကြီးရပါတယ်ရတယ်โอเคပါခါခွေးဆက်ပြောရမှာလားခေါ်ကွေးလေးပဲโอเคအဲ့ဒါခါခွေးဆက်ပြော